လာပါရှင်ဝေဖိုး YouTube channel ကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေအခုကျွန်မ share လုပ်ပေးချင်တဲ့အရာလေးတစ်ခုရှိတယ်ပေါ့နော်။ဘာလေးလဲဆိုရင်တီတင်းဒီစာအုပ်လေးကိုဖြစ်ပါတယ်ဒီစာအုပ်လေးကဘာစာအုပ်လေးလဲဆိုရင်စာရေးဆရာဇော်ဝင်းထက်ကဘာသာပြန်ထားတဲ့လိုက်ဖက်နေတဲ့အယောင်များဆိုတဲ့ခါလည်းနဲ့ပတ်သက်ပြီးတော့အယောင်နဲ့ပတ်သက်ပြီးတော့ရေးသားပြီးတော့ဖော်ပြထားတဲ့တွဲဆက်ပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ကျွန်မနောက်မှာတွေ့တဲ့အယောင်လေးကြိုက်တယ်ဟုတ်အယောင်ပေါ့နော်အယောင်ကအင်တမအရေးကြီးပါတယ်ကျွန်မအိမ်တအိမ်ကိုဝင်သွားတာပဲဖြစ်ဖြစ်တင်နေရာကိုကျွန်မတို့သွားတာပဲဖြစ်ဖြစ်ပေါ့နော်ပထမဆုံးကျွန်မတို့ဆွဲဆောင်တဲ့အရာကတော့အယောင်ပဲဖြစ်တယ်ပေါ့နော်အယောင်ကအင်တမအရေးကြီးတယ်အထူးသဖြင့်အခု graphic design တွေကိုရေးဆွဲနေတဲ့သူတွေဖြစ်ဖြစ် editor တွေဖြစ်ဖြစ်ဒီ logo design တွေကိုဖန်တီးနေတဲ့သူတွေဖြစ်ဖြစ်ပကြီးတွေကိုရေးဆွဲနေတဲ့သူတွေဖြစ်ဖြစ်ပေါ့နော်အယောင်ရဲ့ပေါင်းစပ်မှုအယောင်ကအင်တမအရေးကြီးပါတယ်ပေါ့နော်အယောင်ကအတိတ်မျိုးသောဂုဏ်သတ္တိရှိတယ်မျိုးသောအဓိပ္ပာယ်တွေကိုလည်းဖော်ဆောင်ပေးတယ်ပေါ့နော်အယောင်နဲ့ပတ်သက်ပြီးတော့ကျွန်မအခုတလောလေးပေါ့နော်အယောင်နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့အခါမှာကျွန်မဒီစာအုပ်လေးကိုတွေ့တယ်ပေါ့နော်ဒီစာအုပ်လေးအခုမှပြန်လေ့လာတဲ့တွေ့ကြမှုကျွန်မတငယ်ချင်းမိတ်ဆွေတွေကိုလည်းအယောင်နဲ့ပတ်သက်ပြီးတော့လေ့လာနေတယ်ဆိုရင်ဒီစာအုပ်လေးတွေကိုဝယ်သုံးကြည့်ပါပေါ့နော်ဝယ်ကြည့်ပါပေါ့အဲ့ဒါမှအကျိုးရှိမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မဒီထဲမှာဖော်ပြထားတဲ့အကြောင်းအရာလေးနည်းနည်းတော့အညွှန်းပေးချင်တယ်ပေါ့နော်ဒီစာအုပ်လေးကိုညွှန်းပေးချင်တယ်ဒီစာအုပ်ကလေးထဲမှာပါလဲဆိုရင်ဒီအယောင်နဲ့ပတ်သက်ပြီးတော့เนาะအယောင်ရည်စည်းကြောင်းအယောင်ရည်စည်းကြောင်းအလိုက်ပေါ့เนาะအယောင်ရဲ့ပြောင်းလဲမှုကိုဖော်ပြထားတယ်ပြီးတော့အယောင်ရွေးချယ်မှုဒီအချိန်နဲ့ပတ်သက်ပြီးရည်စည်းကြောင်းအယောင်ရွေးချယ်မှုပြောင်းလဲတဲ့အခါမှာအယောင်တွဲဆက်မှုကိုဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းဖော်ပြထားတယ်စိတ်ပိုင်းဆိုင်ရာအယောင်ကိုတတိအသစ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းဖော်ပြထားတယ်ပြီးတော့သိမြင်ကောင်းမွန်တဲ့အယောင်တရားကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုလည်းသူလမ်းညွှန်ထားတယ်ပေါ့နော် CM1K Photoshop ဒီမှာကင်နေလူတွေအသုံးပြုနေတဲ့သူတွေအဆွေနဲ့ CM1K မှာတိတိကျကျဘယ်လိုအယောင်လေးဘယ်လိုချင်ရင်ဘယ်လောက်မှာထားပေးရမလဲဆိုတဲ့အရာလေးကိုလည်းဒီမှာဖော်ပြထားတယ်ပြီးတော့ designer fashion ပကြီးစရာတွေရဲ့အယောင်ကိုအသုံးပြုနေတဲ့သူအားလုံးအတွက်ပေါ့နော်ဒီကျွန်းဖန်တီးမှုပြုလုပ်ပေးနေတဲ့အယောင်တွဲဆက်ပေါင်း1500ကျော်ကိုလည်းဒီထဲမှာဖော်ပြပေးထားပါတယ်ပေါ့နော်ကျွန်မဒီထဲမှာဒီဖော်ပြပေးထားတဲ့အရာလေးတစ်ခုကပေါ့နော်ဒီဇိုင်းပညာရှင်တယောက်ကသူကပြောထားလဲဆိုတော့သူ့နာမည်က David Hart ပေါ့နော်အယောင်ကတဲ့အခြားသောအရာဝတ္ထုတွေထက်လူတွေရဲ့ဘဝကိုပုံမကျူးပြီးနိုင်ပြီးတော့ကုန်ကြစရိတ်အသက်သာဆုံးအလားဆင်ပစ္စည်းတစ်ခုလည်းဖြစ်တယ်လို့သူကအယောင်ကိုအဓိပ္ပာယ်ဖွင့်ထားတယ်ပေါ့နော်တင်ကအယောင်ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲပေါ့နော်အဲ့ဒါလေးတစ်ခုကတော့အရေးကြီးတယ်ပေါ့နော်ကိုကဒီထက်မှဆိုရင်သူကပြောထားလဲဆိုရင်အယောင်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့အယောင်ရလက်ကိုရှင်းလင်းစွာသိရှိမယ်ပေါ့နော်ဒါဒီစာအုပ်တိချာလေ့လာလို့ရှိရင်ဒီအရာလေးကိုရမယ်စီမံကိန်းနဲ့လိုအပ်ချက်ကိုယ့်ရဲ့စီမံကိန်းနဲ့လိုအပ်ချက်ကိုက်ညီမယ်အဓိကအယောင်တရားကိုရွေးချယ်နိုင်မယ်ပြီးတော့ကိုကရွေးချယ်ထားတဲ့အဓိကအယောင်တစ်ခုကိုအခြေခံပြီးတော့ကျန်နေတဲ့အယောင်တစ်ခုကိုထပ်မံပြီးတော့ကိုကပေါင်းစပ်နိုင်မယ်ပေါ့နော်ပေါင်းစပ်ရွေးချယ်နိုင်မယ်ကိုသုံးပြုနေထားတဲ့လက်တွေ့စီမံကိန်းဥပမာအဝတ်အထည်အိမ်တုပ်စီအဲ့ဒါတွေအပေါ်မှာလဲကိုအမှန်ကန်စွာအယောင်ရွေးချယ်လာနိုင်မယ်ပေါ့နော်လိုက်ဖက်ညီမှုပုံမှာလဲရွေးချယ်နိုင်မယ်ဆိုတာဖော်ပြထားတယ်ပြီးတော့အယောင်တွေရဲ့အသွင်ပြင်ပေါ့နော်အယောင်တွေရဲ့အသွင်ပြင်လက္ခဏာတွေကိုလည်းဒီမှာဖော်ပြထားတယ်ကျမကအကြိုက်ဆုံးအရာလေးတစ်ခုပါပေါ့နော်ဘာလဲဆိုကျမကအခြေခံကစလေ့လာထားတယ်လေ့လာနေတဲ့လူတစ်ယောက်ဆိုတော့ဒီပါပေါ့နော်ကျမတို့ကပူပြင်းမှုပေါ့နော် hot အယောင်ကအများဖြစ်ဒီရောင်လေးပေါ့နော်အနည်းရောင်လေးကိုကျမတို့ကအများဖြစ်ပူပြင်းတာပဲဖြစ်နည်းနည်း hot ဖြစ်နေတဲ့အယောင်လေးကိုသင်္ကေတကိုဖော်ပြတဲ့အခါမှာကျမတို့ဒီအနည်းရောင်လေးကိုအသုံးပြုတယ်ပေါ့နော်ကျမအဲ့လောက်ထိပဲသိတာဒါပေမဲ့ဒီစာအုပ်မှာလေ့လာတဲ့အခါမှာကျတော့အနည်းရောင်နဲ့အဝါရောင်ကိုပေါင်းစပ်တဲ့အခါမှာဆိုရင်နှွေးထွေးမှုရှိတဲ့အယောင် warm အနည်းလေးမုံရောင်လေးရတယ်ပေါ့နော်လေးမုံလေးအယောင်လေးရလာတယ်ဆိုတာကိုကျွန်မသိကျွန်မအရင်ပဲသဘောကျတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့
အယောင်ပေါင်းဆက်တဲ့အခါမှာလိုက်ဖက်မှုရှိဖို့အရင်မှရေးကြည့်တယ်ပေါ့နော်အယောင်တွေကအတိတ်ပဲမျိုးမျိုးကိုဖော်ဆောင်တယ်သူကချင်းစီမှာလည်းအတိတ်ပဲရှိတယ်ပေါ့နော်ဒီဟာလေးရှိတယ်အခုမိုးတွင်းဆိုရင်ပေါ့နော်ဒီမိုးကာလမှာဆိုရင်ကျမတို့ကဒီအေးဆက်ခြင်းကိုအေးဆက်တာကိုအပြာရောင်ကိုကျမတို့သင်္ကေတပြုတ်ပြီးတော့ဖော်ပြတယ်ပေါ့နော်ခိုးပေါ့နော်ဒါပေမဲ့အဲ့ဒီအပြာရောင်ကိုဆေးရောင်နဲ့ပေါင်းဆက်တဲ့အခါမှာအိမ်မမှုရှိချင်းခုဆိုတဲ့အကြောင်းလေးကိုရတယ်ပေါ့နော်အဲတွဲဖက်မှုအကြောင်းလေးပေါ့နော်ခုဆိုတဲ့အကြောင်းလေးရတွဲဖက်မှုအကြောင်းလေးကိုဖော်ပြထားတယ်ပေါ့နော်ဒီထဲမှာဖော်ပြထားတယ်ပေါ့နော်ကျွန်မရမ်းကြိုက်တယ်သဘောကျတယ်ပြီးတော့ဒီထဲမှာနောက်တစ်ခုကပါလေးလေဆိုရင်တော့စိတ်ပိုင်းဆိုင်ရာပေါ့နော်ဒီအနီရောင်ကြိုက်တဲ့လူရဲ့သဘောလက္ခဏာလေးတွေကိုလည်းဒီထဲမှာဖော်ပြထားတယ်လမဖို့ဖြစ်တော့အယောင်ကဘယ်လိုရောင်လဲအဲ့အယောင်ကိုဘယ်လိုပေါင်းဆက်ရလဲဆိုတာလေဒီထဲမှာပေါ့နော်ဖော်ပြပေးထားတယ်ပေါ့နော်အယောင်ကိုတိတိကျကျသူရဲ့နံပါတ်အလိုက်ဖော်ပြထားတာကိုတွေ့ရတယ်ပြီးတော့နောက်တစ်ခုကဒီ logo နဲ့ပတ်သက်ပြီးတော့လူတွေကအခုနောက်ပိုင်းမှာပေါ့နော်ကုမ္ပဏီတွေကပေါ့နော် logo နဲ့ပတ်သက်ပြီးတော့ထုတ်တဲ့အခါမှာဆိုရင်အဲ့ logo ကိုတိတိကျကျအယောင်လေးကိုရွေးပြီးတော့အတိတ်ပဲဖော်ပြအတိတ်ပဲအလိုက်ဖော်ပြပြီးတော့မှရွေးချယ်ထားတာကိုတွေ့ရတယ်ပေါ့နော်ဥပမာပေးရမယ်ဆိုရင်ကျမတို့ခဏဒီစိတ်ခဏ logo ကိုကြည့်မယ်ဆိုအဖြူနဲ့အနီပေါ့နော်အဲ့ဖြူနဲ့အနီကလည်းအတိတ်ပဲရှိတယ်ပေါ့နော်ဥပမာပေးတာပေါ့နော်ကျမက logo တွေကိုထုတ်လာကြတယ်ပေါ့နော်ဒီပုံမှာအယောင်ကအရင်မအရေးကြီးတယ်ဆိုတာကိုလည်းသိလာရတယ်သိလာပြီးတော့ပို့ပြီးတော့စိတ်ဝင်စားပြီးတော့ဒီစာအုပ်ကိုလည်းတွေ့ရကျွန်မတို့ရမ်းပေးတုံးတိတ်တဲ့စာအုပ်လေးဖြစ်တယ်ဒါကြောင့်ဒီမှာရှိတဲ့သူငယ်ချင်းတွေလည်းလေ့လာကြည့်ပါဒီမှာရှိတဲ့သူငယ်ချင်းတွေကိုယ်စီမှာလည်းလေ့လာထားတဲ့ခါလည်းနဲ့ပတ်သက်ပြီးတော့အခြားအကြောင်းနဲ့ပတ်သက်ပြီးတော့အခြားလေ့လာထားတဲ့စာအုပ်စာပေလေးရှိနေညွှန်ပေးပါအောင် comment မှာရေးပေးခဲ့ပါအောင်ကိုအတွက်ကောအရာကဘယ်လောက်အသုံးဝင်လဲဘယ်လောက်အရေးကြီးလဲဒီဗီဒီယိုရဲ့ comment လေးမှာရေးပေးခဲ့ပါအောင်အားလုံးပဲတာယာပဲနေဖြစ်ပါစေအယောင်လေးကိုမကန်စာရေးချပြီးတော့အယောင်ဒီကိုအလတ်ပါဆုံးတစ်ဖက်နိုင်လေးဖြစ်ပါစေကဲနောက်ဗီဒီယိုလေးကိုအပိချင်လို့ဆိုတော့ like and subscribe လေးပေးခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်